ဆိုလို့ရှိရင် margin ပြီးသွားလို့ရှိရင် CSS padding ပေါ့နော် padding ကကြတော့ခုန margin ဆိုတာကခုန margin ဆိုတာဒီ document ဒီလိုအစကနေပြီးတော့ဟိုပါလေဒီကနေဒီဟိုက content နဲ့ဟို margin နဲ့ကြားထဲကအကွာအဝေးပေါ့နော် padding ကကြတော့ဒီ content ဒီ this element has a padding of 70ဆိုတာဒီစာပေါ့နော် text ပေါ့ content ပဲထားဒီ content နဲ့ဒီ box ကြားထဲမှာဒီကအကွာအဝေးကိုသူကpadding လို့ခေါ်တာ padding နဲ့ margin ကမတူဘူးဒါက padding အဲ့လိုမျိုးခေါ်တာ so this element have 70 pixel တဲ့သူလည်းခုနလိုပဲ padding top padding right padding bottom padding left ဆိုပြီးတော့၄ခုရှိတယ်ဒီမှာသူလည်းဒီမှာ padding ဆိုပြီးတော့ဟို value ကို၄ခုပေးထား value ၄ခုပေးလို့ရှင်ခုနကညီမပြောလို့နိုင်လက်တံလေးအတိုင်းပဲtop ပြီးရင် left ဘယ်လဲ top ဟုတ်တယ် top မဟုတ် top right bottom left ဆိုပြီးတော့အလုပ်လုပ်မှာဒါသူက padding ပေးရဆိုအဲ့ဆို padding နဲ့border နဲ့ကတော့အရင်ဟိုဗာလဲမရှုပ်ရမလို့ဘူးပေါ့နော်အဲ့ဆို padding နဲ့ border ကိုနားလဲမလားမသိနားလဲပါရှင်CSS height နဲ့ width နဲ့height နဲ့ width နဲ့ပေးတာကတော့သူကheight ဆိုလို့ရှိရင်ဒီ vertical အတိုင်းပေါ့နော် height ဆိုလို့ရှိရင်ဒီလို vertical ပေါ့နော်ဒါက height width ဆိုလို့ရှိရင်ဒီ horizontal ပေါ့ဒီကနေဒီထိအဲ့လိုမျိုးသွားတဲ့ဟာမျိုးအဲ့ဒါက height နဲ့ width ပဲ height နဲ့ width နဲ့ပေးတာတော့ရပါတယ်အဲ့ဒီမှာ height width ပေးပြီးလို့ရှိရင်height width property following value တွေဆိုတာရှိ auto ကကြတော့သူ default value အတိုင်းပေါ့နော်ဟို block element ဆိုလဲဟိုသူ့ block အတိုင်းအဲ့ဒီတစ်ချောင်းလုံးလေးပေါ်နေမယ်သူကဘာပြောင်းလဲခြင်းမှမရှိဘူးကွာ auto ဆိုတော့သူ့ရဲ့ပုံမှန်အတိုင်းပဲပေါ်ပြီးနေပါlength ကကြတော့သူက pixel နဲ့လည်းပေးလို့ရတယ် centimeter နဲ့ပဲပေးလို့ရတယ်ဟိုခုနအမပြောလို့ပဲအများစုကတော့ pixel နဲ့ပဲပေးကြတာပေါ့နော်ပြီးရင်သူကရာခိုင်နှုန်းနဲ့ပေးလို့ရတယ်ဟို block element တို့ဆိုသူကဒီ document စုံတဲ့အထိကိုဒီလိုမျိုးရှိရဆိုတော့သူကဥပမာ90ရာခိုင်နှုန်းပေးမယ်ဆိုရင်အဲ့ဒီဟိုအဆုံးရှိတာရဲ့90တဝက်အထိပဲသူကအဲ့လိုမျိုးပြပေးမယ်ရာခိုင်နှုန်းနဲ့လည်းပေးလို့ရတယ်initial ကကြတော့ဒီမှာ height width height width တွေက default value ပေါ့ခုနကသူက auto လိုမျိုးပဲပေါ့နော်ဟိုဘာမှပြောင်းလဲခြင်းမရှိဘူးသူ့ရဲ့ပုံမှန်အတိုင်းပဲဖြစ်နေမှာ inherent ကကြတော့သူက parent value ဆိုတော့ parent နဲ့ child ဆိုတာရှိရယ်အဲ parent မှာဟိုဗာလဲပေးခဲ့တဲ့ value တိုင်း child မှာသွားဖြစ်မှာ inherit ကအဲ့ဒါကိုအကျယ်တပွင့်နောက်နေ့ကျရင်ရှင်းပြအောင်နော် the elements of the height on the value background ကလာအဲ့ဒါwidth နဲ့ height နဲ့ပေးတာအဲ့ဒါပါပဲmaximum height ကကြတော့အမြင့်ဆုံး height ကဘယ်လောက်ရှိရမလဲmaximum width ကကြတော့အမြင့်ဆုံးပေါ့နော်အမြင့်ဆုံးကဘယ်လောက်ထိရှိရမလဲအဲ့လိုမျိုးminimum height min height ကကြတော့အနည်းဆုံးကဘယ်လောက်ထိရှိရမလဲ min width ကကြတော့အနည်းဆုံးဘယ်လောက်ထိဘယ်လောက်အကွာအဝေးရှိရမလဲအဲ့လိုမျိုးသတ်မှတ်တာပေါ့နော်ဒီလိုအမြင့်ဆုံးဗာလဲအများဆုံးအနည်းဆုံးအဲ့လိုမျိုးသတ်မှတ်တာကြတော့ဘယ်လိုပြောမလဲဟို responsive ဟို web page တွေမှာအသုံးပြုရပေါ့နော်အများဆုံး high ဖြစ်လို့ရှင်ဟိုတနေ့ကအမဟိုဗာလဲရေးပြသေးရမလားဟို responsive ဟိုပါလေ responsive HTML အဲ့ဒီမှာအမဟိုmaximum height ဆိုပြီးတော့သုံးခဲ့သေးရနော် CSS မှာဟုတ်တယ်ဒီမှာ media ဒီမှာ maximum width မှာ600 pixel maximum width ဟို600 pixel ဆိုတော့သူကဒီ600 pixel အများဆုံးရှိရမယ်ပေါ့နော်အဲ့ထက်ဗာလဲဘယ်လိုပြောမလဲနည်းွားပြီဆိုလို့ရှိရင်ဒီရဟာတွေကိုအလုပ်လုပ်တော့မှာအဲ့လိုမျိုးသတ်မှတ်
သဘောမျိုးပေါ့နော်အများဆုံးဘယ်လောက်ရှိလို့ရှိရင်ဘယ်လိုဖြစ်မယ်အနည်းဆုံးဘယ်လောက်ရှိလို့ရှိရင်ဘယ်လိုဖြစ်မလဲအဲ့လိုမျိုးတစ်ခုခုဗာလဲအဲ့လို for show ပြခြင်းတဲ့နေရာမှာအသုံးပြုရပေါ့နော်maximum wide minimal width တို့ပါတော့ဒီမီဒီယာကကြတော့ तू ကဒီမီဒီယာ तू ကဗာလဲ laptop တို့ဖုန်းတို့iPhone တို့ဘာလို့ဘယ်လိုပြော iPad တို့ရှိမယ်ကွာမီဒီယာတွေဘယ်မီဒီယာပေါ်မှာပဲဖြစ်လို့ပြောချင်တာဘယ် screen size ပဲဖြစ်ဘယ်မီဒီယာပေါ်မှာပဲဖြစ်ဒီအများဆုံး width က600 pixel ရှိရမယ်အဲ့ထက်နည်းသွားပြီဆိုလို့ရှိရင်ဒီ article section အစိုက်မှာ width 100%ပြပြရအဲ့လိုမျိုးဟိုတနေ့ကလည်းအမစမ်းတော့စမ်းပြရမလားအဲ့ဒီဟာစမ်းပြရရှင်စမ်းပြပါနော်အဲ့ဆိုရင်ဒီminimal height တို့ maximum width တို့ကတည်သွားပြီပေါ့နော်အဲ့ဆိုရင် box model CSS box model ကကြတော့ဒီမှာ margin border padding content margin ကကြတော့ခုနပြော document ရဲ့အဲ့လိုအစအဆုံးလို့ margin ပေါ့နော်margin ဆိုတာအမားတို့ငငယ်တုန်းကစာအုပ်တွေဘာတွေရေးလို့ရှိရင်လည်း margin ဆိုတာလေမြင်းတားထားတဲ့နေရာရှိရမလားအဲ့နေရာကနေစပြီးစာရေးရတယ်ပါလို့လေအဲ့လိုမျိုးပဲအဲ့နေရာကနေစပြီးဒီမှာဆိုလဲဒီနားလေးတွေက margin ပေါ့နော်အဲ့ကနေစပြီးတော့စာတွေကစပေါ်တာဆိုတော့ margin ပေါ့နော်အမတို့အဲ့သူငယ်တော့မဟုတ်ဘူးပေါ့နော်ကျောင်းကပေါ့နော်အဲ့လို margin ကနေစပြီးတော့အမြဲတမ်းစာအုပ်ဆိုရင် margin ကနေပဲကတ်ပြီးရေးရတာဒီမှာလည်းအဲ့လိုပဲကုတ်တွေကလည်းဒီ margin ဘေးနားကနေပဲကတ်ပြီးတော့အမြဲတမ်းပေါ်တာပေါ့အဲ့ဆိုဒီဟာလေးတွေက margin ပေါ့နော်အဲ့ margin ကနေဘလောက်အကွာအဝေးမှာပေါ်ခြင်းလဲအဲ့လိုမျိုးပြောတဲ့အခါမှာသုံးတာပေါ့အဲ့ဒါဆိုရင်ဒါ margin ပြီး border ကကြတော့ဒီအထဲမှာရေးထားတဲ့စာတွေကိုဟိုလိုခတ်ပေးတာအမှ border နဲ့ content နဲ့ဒါ content ဆိုရင်ဒီမှာကြတော့စာတွေဖြစ်သွားပြီကွာဥမာဒီမှာ this is ဘာညာအဲ့လိုမျိုးရေးထားတဲ့ဟာ content ပေါ့နော်အဲ့ content နဲ့ border အကြားမှာကြတော့ padding ဆိုတာမျိုးရှိတယ်padding ကန်နေဆိုတာအဲ့ဒါမျိုးပေါ့နော် padding အဲ့ဒါဆိုရင်တော့နားလေးတင်ပါတယ် CSS outline outline ကကြတော့ဒီမှာ outline ကဘယ်လိုပြောမလဲအဲ့ margin ကန်ထားတာကိုမှ तू ကအဲ့ဒီဟိုပါလဲ margin လေးဘေးနားမှာ तू outline ကို तू ကပေးပြီးတော့ထွက်နေတဲ့သဘောမျိုးလေးပဲပေါ့နော်ဘယ်လိုပြောမလဲ तू အပြင်လေးမှာ line လေးထပ်ပြီးတော့အလှစေပြီးပေးလိုက်တယ်ဆိုတဲ့သဘောမျိုးပဲပေါ့နော်outline ကကြတော့outline style ဆိုလို့ရှိရင်outline style ဆိုလို့ရှိရင်လည်းခုနဟိုဗာလဲ border style တွေလိုပဲ dot တို့ dash တို့ solid တို့ double တို့ groove တို့ rich တို့ insert တို့ offset တို့ none တို့ hidden တို့ရှိတယ်အဲဆိုရင် outline ကိုသွားပြီးတော့ကြည့်အောင်ဒီမှာအဖြေတော့ပေးထားပါတယ်ဒါပေမဲ့ဒီမှာoutline style ဆိုလဲ dotted ပေါ့နော်ဘယ်လိုပြောသူလဲ border လိုပုံစံမျိုးပဲဒါပေမဲ့ तू က border ရဲ့အပြင်ဘက်မှာပေါ့နော် border ကို तू ကအခုမခတ်ထားဘူးကွာအမှန်တကယ်ခတ်ထားလို့ရှိရင် border ဒီနားကြီးမှာရှိတယ် तू border ရဲ့အပြင်ဘက်နားလေးမှာထပ်ပို့ပြီးတော့ तू လဲ border လိုမျိုးပဲလှုပ်ဆောင်ပေးတယ်ဆိုတဲ့သဘောမျိုးပဲပေါ့နော်အဲ့ outline ကဒါပေမဲ့ outline ကိုတော့တိတ်သုံးတာတွေဘာတွေမမြင်ဘူးပါဘူးဒီ outline ကိုသုံးတာမမြင်ဘူးborder နဲ့ပဲခတ်တာများပါတယ်ဒါပေမဲ့ तू က border ရဲ့အပြင်ဘက်မှာရှိရလို့သဘောထားပေါ့နော်ဘယ်လိုပြောမလဲ border ထပ်ကျော်ပြီးတော့ပိုခတ်တယ်ဆိုတဲ့သဘောမျိုးပဲပေါ့ outline style ဆို outline width ဆိုလဲခုန border နဲ့အတူတူပဲဖြစ်မှာပါဟုတ်တယ်မှာလဲမှာပို့ပြီးတော့ထူသွားတယ်တူလား border outline width ကိုပေးလိုက်တဲ့အခါမှာဒီမှာ thin တို့ red တို့ဒီမှာ तू ကပြမယ်ဆိုရင်border ပေးလိုက်တယ်1 pixel solid black ဆိုတော့ပေးလိုက်တယ်ပေးလိုက်တော့ဒီမှာအနီရဲ့ဒီအတွင်းထဲမှာဒီမှာချဲ့ပြမယ်နော်ဆွန်း
ခိုင်အဝိုင်းလေနေဒုက္ခပဲချဲ့လို့မရအောင်လားမသိဘူးအဝိုင်းလေနေလို့ပါဒီမှာညီမမြင်ရမှာပါဒီမှာအမဲအောင်အကြောင်းလေးရှိရတွေ့လားအမဲအောင်အကြောင်းလေးအဲ့အနီးမရောက်ခင်မှာမြင်ရလားမသိဘူးနှစ်ခုကထက်နေသလိုဖြစ်နေတာကွာအမဲနဲ့အနီးเนี่ยအဲ့မှာအကြောင်းအမဲကြောင်းလေးရှိရအမဲကြောင်းရေးလေးအဲ့အမဲချာမှာဘော်ဒါအစ်ဘော်ဒါအစ်ကိုမှသူက outline style ဆိုတော့အဲ့ဘော်ဒါရဲ့အပြင်ဘက်ဘော်ဒါကိုဟိုပါအပြင်ကနေခြုံပြီးတော့အလှဆင်ပေးလိုက်တဲ့သဘောမျိုးကွာ outline ကကြာဒီမှာ outline style မှာသူက solid ပေးပြီးတော့color ကို red ထားထားတယ်ပြီးတော့ thin ထားထားတယ်ဆိုမှအနီရောင်လေးနဲ့အဲ့အမဲရောင်လေးကိုခြုံပြီးတော့အလှဆင်လိုက်တယ်တွေ့လားအဲ့အနီရောင်အမဲရောင်အပြင်ဘက်မှာအနီရောင်လေးကိုတွေ့မယ်အနီရောင်လေးကကာပေးလိုက်တယ်သူဘော်ဒါရဲ့အပြင်ဘက်မှာ तू ကဟိုဟာဘယ်လိုပြောမလဲဘော်ဒါကိုအပြင်ဘက်ကနေပြီးတော့အလှဆင်ပေးလိုက်တဲ့သဘောမျိုးပဲအဲ့ဆိုတော့ outline ပေါ့နော် outline ရဲ့ color ကလည်းအဲ့လိုပါပဲ outline ရဲ့ short hand ကလည်းဘော်ဒါလိုပဲဖြစ်မှာပေါ့ဟုတ်တယ် outline ရဲ့ short hand ကလည်းဘော်ဒါလိုမျိုးပဲအာအရင်ဆုံး width လာမယ်ပြီးလို့ရှိရင်style လာမယ်ပြီးလို့ရှိရင် color လာမယ်ဒီမှာဘော်ဒါလိုပဲ width style color အဲ့လိုမျိုးအဲ့လို CSS test ကိုတော့ CSS test ကကြတော့test color ခဏနော် okay ရပြီ test color မှာ color တွေကတော့ရပါတယ် test color ဆိုရင်တော့အဲ့ဟိုပါလေအဲ့ဒီ test ကအရောင်ပြောင်းမယ်ပေါ့အဲ့ဒါပါပဲ test alignment ဒါတွေကအရင်ပြောနေကြတော့မလို့ပေါ့နော်ပြန်လေ test align ကကြတော့ဘယ်လိုပြောမလဲဒီ test ကနေရာပေါ့နော်ဒီဟိုစာကြောင်းလေးကိုဘယ်နေရာမှာထားမလဲဥပမာ test align center ဆိုရင်စာကြောင်းကအဲ့ document ရဲ့ center အလယ်လေးမှာပေါ်နေမယ် test align right top ဆိုလို့ရှိရင်ဒီဟိုညာဘက်ဒေါင်ဆုံးဟိုအပေါ်ဆုံးလေးမှာပေါ်နေမယ်အဲ့လိုမျိုးပဲ test align ကကြတော့အဲ့လိုမျိုး vertical line test alignment တည်ထားရင်အဆင်ပြေရပေါ့နော် vertical test align left တို့ direction တို့ unicode bg တို့ကအမားတို့တော့မသုံးဘူးဒါပေမဲ့ညီမသိချင်ဖတ်ထားလိုက်ပေါ့နော် test align test မြင်မြန်ပဲသွားလိုက်မယ်ပေါ့နော်ဟိုနောက်အပတ်ပေါ့နော်နောက်အပတ်ဒါမှမဟုတ်ရင်နောက်အပတ်ရဲ့ပထမဦးဆုံးဟိုအချိန်ပေါ့နော်အဲ့အချိန်မှာဟို project ကိုပြီးအောင်လုပ်မလားလို့ဟို responsive project ပေါ့နော် responsive page project ကိုအားကြောင့်နော်ဒါမဲ့ဒါတွေကိုလည်းဟိုကြော်ွားလို့တော့မရဘူးပေါ့နော်ဟိုဘယ်လိုပြောမလဲညီမလှုပ်ဖူးရဆိုရင်ပဲအာပြန်ပြီးတော့ဘယ်လိုပြောနှွေးတဲ့သဘောမျိုးပေါ့ပြီးတော့ဒါတွေကလည်းကောင်းကောင်းနားလည်ဖို့လည်းလိုတယ်ပေါ့နော်အဲ့ဒါမှဟို GS တို့ပါလို့ဆိုတာလည်းတွားလို့ရတာဟိုအားကြောင့်ဟိုအရင်လောပြီးတော့လည်းပြောလို့မရဘူးကွာဟုတ်ကျအဲ့ဒါ project ကလုပ်ထားမလားကျလုပ်ထားရမလားဆိုတော့project ကရတယ်အမရေးပြီးမှအမဟိုပြောပြီးမှညီမအချိန်ပေးမယ်လေရတယ်အချိန်ကတော့အဲ့လိုဟိုဗာလဲဟို2ရက်အပြီးတော့ဗာအဲ့လိုတော့မဟုတ်ဘူးပေါ့နော်ကိုဟိုအဆင်ပြေတဲ့အချိန်ဟိုဗာလဲအချိန်အတွင်းမှာလုပ်ပေါ့နော်အမအဲ့လိုမျိုးသတ်မှတ်ထားဟုတ်ကျအဲ့ဒါကြောင့်အဲ့ဒါက language 3ခုလုံးပါရေးရမှာ language 3ခုလုံးဆိုတော့ပထမဦးဆုံး HTML နဲ့ CSS နဲ့ပဲရေးရမှာဟိုအဲ့ဒါရေးပြီးလို့ရှင်ဗလဲအမအဲ့ဒီဟာကိုပေါ့နော် project ကအရန်အကြီးမဟုတ်အသေးစားလေးပဲကွာဟိုဘယ်လိုပြောမလဲဟိုကိုယ့်ရဲ့ knowledge ဘယ်လောက်သိခဲ့တယ်ဆိုတာကိုပြန်ပြီးတော့စမ်းစစ်တဲ့သဘောမျိုးပဲအရန်အကြီးမဟုတ်ပြီးတော့မှ HTML CSS JavaScript ပြီးတော့မှဟို project နည်းနည်းဟိုပေါ့အဲ့လိုဘယ်လိုပြောမလဲနည်းနည်းကြီးရလုပ်မယ်ပေါ့နော်ပြီးလို့ရှိရင် bootstrap သွားမယ်ပေါ့နော် bootstrap အထိသွားမယ် bootstrap ကဟိုညီမသိမလားတော့မသိဘူးကြားဘူးမယ်လို့တော့ထင်ပါတယ် bootstrap ဟုတ်ကြားဘူးရှင်ကြားဘူးနော် तू ကကြတော့ဟိုဒီ JavaScript မဟုတ် CSS က library ပေါ့နော် library ဘယ်လိုပြောမလဲ library မဟုတ် framework ပေါ့နော်framework တို့ library တို့ဆိုတာရှိအဲ့ဒါကကြတော့ JSP မှာရှင်းပြမယ်ပေါ့နော်ဒီ bootstrap ကကြတော့အဲ့ဒါပြီးလို့ရှိရင်ဟိုဗာလဲဘယ်လိုပြောမလဲ user interface ကောင်းကောင်းနဲ့ဒီလို backend မပါပဲပဲပေါ့နော် static website ကိုလုံးဝ static website ကောင်းကောင်းလုပ်လို့ရတယ်ပေါ့နော်အဲ့လေးခုတည်လို့ရှိရင်
အဲ့တော့အဲ့ခါကြရင်တော့ project ကြီးလုပ်ရမှာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်test decoration ကကြတော့သူကဒီ decoration ဆိုတဲ့အတိုင်းပဲအလှဆင်တာပေါ့နော်အလှဆင်တာလည်းဒီမှာ overline ဆိုလို့ရှိရင်line overline ဆိုလို့ရှိရင်အပေါ်မှာဒီလိုမျိုးလေးဘယ်လိုပြော line လေးတားပြီးဒါ overline ဒါကကြတော့ line through ဆိုလို့ရှိရင်ဒီမှာစာကြောင်းကိုဖြတ်ပြီးတော့သွားတယ်ဒီမှာ underline ဆိုရင်ဒီလိုမျိုးပေါ့နော်ဒီမှာပြီးလို့ရှိရင် overline underline နှစ်ခုဆိုရင်ဒီလိုမျိုး text လေးကိုအပေါ်ရောအောက်ရောဒီလိုမြင်းချောင်းလေးခတ်ပြီးရဲဆိုတဲ့ပုံမျိုးပေါ့နော်အဲ့ဒါကြောင့် text decoration ပေါ့နော်ဒီမှာသူကじゃ text decoration line ဆိုပြီးရေးထားအဲ့ line တောင်မပါလဲရတယ်ဒီမှာ text decoration ဆိုရင်လည်းအလုပ်လုပ်တယ်အလွယ် text decoration ပဲရေးလိုက်ပေါ့နော်အဲ့ text decoration line တို့ပါတော့အဲ့လိုမျိုးမှတ်ထားတာနည်းနည်းအလုပ်ရှုပ်တယ်ဒီမှာအမ text decoration ပဲရေးပြီးတော့H2 မှာထပ်တာH2 မှာ text decoration line သူကအလုပ်လုပ်နေအောင်ပဲအဲ့တော့ text decoration line ဆိုပြီးတော့အဲ့လိုအကျယ်တပွင့်ကြီးနဲ့ရေးနေကြမလို့ပေါ့နော် text decoration ပဲအဲ့လိုမျိုးအဲ့လိုမျိုးလုပ်လိုက်ကြပဲကောင်းတယ်ပေါ့ဒါ text decoration ကခုနအတိုင်းမှာ overline underline ပြီးလို့ရှိရင် line through အဲ့လိုမျိုးရှိရပေါ့နော်သူက line လေးတွေထပ်ထားတာပဲသူကအဲ့အပြင်မှာ color လည်းပေးလို့ရတယ်ပေါ့ text decoration color ဒီမှာ optional လို့ရေးထားတယ်လား optional ဆိုတာကတိလည်းရတယ်မတိလည်းရတယ်ဆိုတဲ့သဘောမျိုးဒီမှာ require ဆိုတာကကြတော့တိကိုတိထားရမှာတိကိုတိထားရမှာဆိုဒီ web page တွေကိုအလှဆင်တဲ့အခါမှာ text decoration တွေကပါမှာကွာအဲ့တော့ဒီမှာ text decoration မှာ line မထည့်အောင်ရတယ်ခုနအမပြောထားလို့ပဲ text decoration အထိပဲရေးထားတယ်လို့တယ်နော်အဲ့တော့ text decoration ဆိုတာကိုဒီမှာ require ဆိုတာတိကိုတိထားရမယ်ဆိုတဲ့သဘောမျိုးဒီမှာ text decoration color text decoration style text decoration thickness ဆိုတာ optional ပဲဒီသုံးခုလုံးက optional ဆိုတိလည်းရမတိလည်းရအဲ့တော့ပြီးတော့အမဒါတွေဆိုသုံးတော့မသုံးဘူးပေါ့အဲ့တော့ဒါလေးအကျယ်တပွင့်သိကျင်တယ်ဆိုလဲညီမဒီမှာသွားဖတ်ကြည့်ပေါ့နော်အိမ်စာအနေနဲ့ပေါ့နော်ဖတ်ကြည့်ပေါ့နော်ညီမသိကျင်တယ်ဆိုအကျယ်တဝင့်သိကျင်တယ်ဆိုတော့ဒါဘာမှတော့လည်းမဟုတ်ပါဘူးအဲ့ဒီdecoration လုပ်တာလေးတွေကို color ထည့်တာပါပဲပြီး style ရှိမယ်ပြီး thickness ဆိုတာthick လား thin လားအဲ့လောက်ပါပဲဒီမှာ text transforming ရဲ့ spacing ရဲ့ share တို့ရဲ့ကိုသွားကြည့်မယ် text transforming text transforming ကကြတော့သူက upper case လား lower case လား capital လား upper case ကကြတော့သူရေးထားတဲ့စာတွေအကုန်လုံးကစာလုံးအကြီးတွေနဲ့ပေါ်ပြီးမှ lower case ကကြတော့ရေးထားတဲ့စာတွေအကုန်လုံးကစာလုံးအသေးနဲ့ပေါ်ပြီးမှ capitalize ကကြတော့စာလုံးတစ်ခုရဲ့အစကိုသူကအကြီးနဲ့ရေးပြဒီမှာဆိုရင် text ဆိုလို့ရှိရင် t ကိုအကြီးနဲ့ရေးပြီးမယ်ဒီမှာ transform ဆိုလို့ရှိရင်ဒီ t ကိုအကြီးနဲ့ရေးပြီးမယ်အဲ့လိုသဘောမျိုးပဲဒီမှာတော့ကြည့်လိုက်ဒီမှာ this text is capitalized ဆိုရင်ဒီမှာသူကစကားလုံးတစ်လုံးရဲ့အစကိုအကြီးနဲ့ရေးပြီးရပေါ့နော်ဒီမှာ this text is transformed to lower case ဆိုရင်သူကအကုန်လုံးကိုအသေးနဲ့ lower case နဲ့ဒီမှာ upper case ပေါ့အဲ့ဒါတော့ text transform ပေါ့text spacing text spacing ကကြတော့ text indent ဘာလို့ letter spacing အဲ့ဒါတွေကခဏထားအောင်ပေါ့နော်ဒီ text spacing နဲ့ text share တို့ ਨੇ ကိုခဏထားအောင်ဆိုတော့အခုမလို့ဒီ CSS font ကိုပြောပြမယ် CSS font ဆိုတာကသူကဒီမှာဒီလိုမျိုးရေးတဲ့ style ကိုပြောချင်တာကွာဒီမှာ CSS font ဆိုဒါဆိုရင်ဒါ italic နဲ့ရေးရလားမသိဘူးဒါဆိုလဲဒါသူ font တစ်မျိုးရှိမယ်ဒါဆိုလဲသူရေးတဲ့မှာ font name ရှိမယ်ကွာအဲ့ဒါကိုသူက font လို့ပြောချင်တာအဲ့ font ကိုသုံးချင်တယ်ဆိုလို့ရှိရင်ဒီမှာsans serif ဆိုလို့ရှိရင်ဒီမှာဒီလိုပုံစံနဲ့ဒါဆိုရင်ဒီလိုပုံစံနဲ့ဒါဆိုရင်ဒီလိုပုံစံနဲ့အဲ့လိုမျိုးအဲ့ဒါကို font style ပေါ့နော်အဲ့လိုမျိုးပြောတာfont style ကိုဗာလဲရေးချင်လို့ရှိရင်သူက font family နဲ့ရေးပေးရတယ်font family နဲ့ရေးပေးရတယ်ပြီးလို့ရှိရင်ဒီမှာ Times New Roman တို့ time တို့ပါတော့အဲ့ဒါမျိုးရှိရကွာဒီမှာသူကနှစ်ခုရေးထားတယ်တွေ့လားမနှစ်ခုတော့မဟုတ်သုံးခု Thai New Roman က Thai is အဲ့ဒါသုံးခုရေးထားတာဘယ်လိုဘာကြောင့်ရေးထားတာလဲဆိုတော့ဒီမှာ
သူ့ရဲ့ဆက်ထဲမှာဟိုပါလေပါလာဥမာဒီ3ခုရေးထားရဆိုရင်အမားတို့ဆက်ထဲမှာ default အနေနဲ့ပါလာတဲ့ font ဆိုတာမျိုးရှိရကွာအဲ့ဒီရှိရဲ့ font ကThai New Roman ကအမားတို့ဆက်ထဲမှာ default အနေနဲ့ပါမလားအမားတို့ဆက်ထဲမှာ font ဟိုပါလေ style ကမရှိဘူးဆိုလို့ရှိရင် तू ကဒီ Thai New Roman ကိုအလုံးမလုပ်တော့ဘူးပြီးလို့ရှိရင် तू က time ရှိကိုသွားမယ်အဲ့ time ကလည်းအမားတို့ဆက်ထဲမှာ default အနေနဲ့မရှိဘူးအမားတို့ဆက်ထဲမှာဒီ time ဆိုတဲ့ font style တွင်းထားတာမရှိဘူးဆိုရင်နောက်ဆုံးဒီ font ကိုသွားမယ်အဲ့လိုမျိုးသဘော तू ကတကယ်လို့ရှိခဲ့မယ်ဆိုရင်တော့ဒီ time new roman ကိုပဲအလုပ်လုပ်သွားမှာဒါ3ခုဆိုတာဗာလေအမားတို့ဆက်ထဲမှာရှိမရှိမသေးကြဘူးပေါ့နော်အဲ့လိုမျိုးမသိနိုင်အဲ့ဒါကြောင့် तू က3ခုရေးထားဆိုတော့ तू ကဗာလေဒီလိုသွားပြီးလို့ရှိရင်ပထမဦးဆုံးကိုသွားကြည့်မယ်သွားကြည့်လို့ရှိရင်မရှိလို့ရှိရင်ဒုတိယတစ်ခုကိုသွားမယ်ဒုတိယတစ်ခုမှာရှိသွားလို့ရှိရင်ဒုတိယတစ်ခုမှာအလုပ်လုပ်သွားမယ်အဲ့လိုမျိုးပေါ့နော်ရှိရဲ့အခါမှာ तू ကအလုပ်လုပ်သွားမယ်ပေါ့နော်အဲ့လိုမျိုးအားကြောင့်ပါဒီ3ခုရေးထားFound family found family ကိုရေးရဲ့အခါမှာfound တော့အမားတို့ဆက်ထဲမှာကဒီလို default အနေနဲ့ဝယ်ကလေးကပါလာတဲ့ font တွေကိုသိကျင်လို့ရှိရင် notepad ကိုသွားကြည့်ပေါ့နော် notepad ဒီမှာ notepad ကိုသွားကြည့် notepad ကိုသွားကြည့်လို့ရှိရင်ဒီမှာ edit မဟုတ်ဘူး format ဒီမှာ font ကိုသွားကြည့်လိုက်လို့ရှိရင်အမားတို့ရှိမှာပါလာဒီမှာ Lucida တို့ဒီမှာ Lucida Sun တို့ဒီမှာဒါတွေကအမားတို့ရှိမှာ default အနေနဲ့ပါလာပြီးသားဆိုတော့အမားတို့ပါလေအကုန်အလုံးလုပ်တယ်ကွာဒါကိုရေးလိုက်လို့ရှိရင်အလုံးလုပ်တယ်ဘာဖြစ်လို့လဲဆိုတော့ဆက်ထဲမှာပါလာပြီးသားကြီးဟာတွေကအဲ့ဒါဘလို့သိကျင်လဲဆိုလို့ရှိရင်ကိုယ့်ဆက်ထဲမှာဘယ် font တွေပါလာလဲဆိုတာသိကျင်လို့ရှိရင် notepad ကိုသွားကြည့်ပါ notepad ကိုသွားကြည့်လို့ရှိရင်အစားဆုံးဆွဲလိုက်ဒီတွေက font တွေအကုန်လုံးအမားတို့ဒီ computer ဒီ laptop ကနေပါလာတာပိုင်တယ်အဲ့ဒီအတွက်ကြောင့်အမားတို့ကိုပိုင်ဆိုတော့ဒီမှာ font family ဆိုပြီးတော့ဒီမှာCorbel နော် CORB ရဲ့ Corbel ကို Corbel okay Corbel ခဏနေပါအဲ့လိုရေးပြမယ်နော် HTML ဒီအဲ့တော့ဒီဆိုရင်ဒီမှာကspan နဲ့ရေးမယ်ပေါ့ကွာ span နဲ့မဟုတ် p နဲ့ရေးလိုက် p တက်နဲ့ရေးလိုက် p တက်ဆိုရင်ဆိုတော့p တက်ဆိုရင်this is our graph tag ပေါ့နော်အဲ့ဆိုရင်ဒီ p တက်ကိုဒီလိုပဲသွားပြအောင် style font family font family font family ဆိုတော့ဒီမှာသူကဒီမှာပေါ့နော်အမားတို့extension တွေတွင်းထားရဲဆိုတာလေဒါမျိုးအကျိုးကျေးဇူးတွေရတယ်ဒီမှာ font family လို့အမရေးလိုက်တယ်ဒီမှာတွေ့တာrecommendation တွေပေါ်လာတယ်ဘယ်ဟာတွေထားမလဲဘယ်ဟာတွေထားမလဲအဲ့တော့ထားလိုက်ပါအမားတို့ဆက်ထဲမှာရှိရ notepad ထဲမှာရှိရဟာကိုအရင်ပဲသွားကြည့်အောင် format font ဆိုတော့ဒီမှာLucida Sun ကိုသွားရေးမယ်ပေါ့ sample ကအဲ့လိုမျိုးဆိုတော့ဒါကို control C အဲ့ဆိုရင် F font အတိုင်းပေါ်မလားဆိုပြီးတော့တွားကြည့်ကြည့်မယ်ပေါ့နော်ကိုယ့်ဆက်ကပိုင်တာဆိုတော့လေ copy back sorry ဒီမှာတွေ့လား Lucida Sun ဆိုရဲမှာ font လေးအတိုင်းပေါ်သွားတယ်အဲ့ဒါ style ဆိုပြီးတော့ထည့်လိုက်ရုံပဲကွာဒီမှာ Lucida Sun ဆိုရဲ font လေးအတိုင်းတွေ့လားဒီမှာပေါ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးဓာတ်ရိုက်အဲ့လိုမျိုးstyle ဆိုပြီးတော့ဓာတ်ရိုက်ထည့်လို့ရတာကိုယ့်ရဲ့
laptop မှာပေါ့နော် default အနေနဲ့ရှိပြီးသားမို့လို့အဲ့ဒါကြောင့်အဲ့ဒါဆိုလို့ရှိရင်ကို laptop ထဲမှာမရှိရဲ့တခြားဗာလဲတခြား file တွေကိုသွားပြီးထည့်မယ်ကွာအဲ့လိုဆိုရင်ခဏနော်အမ laptop အသွေးမှာဖြစ်တော့ဒါဒီလိုမျိုး style နဲ့ဓာတ်ရိုက်ထည့်လိုက်လို့ရတာကကြတော့ကို laptop ထဲမှာဒီ font style ကရှိနေရမလို့အဲ့လိုမဟုတ်ဘဲနဲ့ကိုကတခြားကို laptop ထဲမှာမရှိရဲ့ font style ကိုကကြိုက်လို့ဆိုပြီးထည့်ခြင်းတယ်ကွာဥပမာ Google font ကိုပဲတွားကြည့်အောင် Google font က style တွေကိုတွားကြည့်အောင်အဲ့ဒါじゃdown ရလားကျပေါက်ပေါက်နေရလား down ကြမလို့ညီမအခုlaptop ဖွင့်ထားလားဟုတ် laptop ဖွင့်တာအဲ့ဆိုရင်ခုနအမပြော notepad ကိုဖွင့်ကြည့်လိုက် notepad ဖွင့်ကြည့်လိုက်အဲ့ဆို notepad ဖွင့်ပြီးပါလားအမပြမှန် notepad ဖွင့်ပြီးလို့ရှိရင်လေfile active format view health ဆိုပြီးတော့၅ခုရှိရမလားအဲ့မှာ format ကိုသွားကြည့်ကြည့်ညီမရှိမှာ notepad ရှိလား hello ညီမ laptop ဖွင့်နေလားမသိဟုတ်ရှေ့ရဖွင့်အေးစိဖွင့်တော့ရ notepad တွေ့ရင်ပြောနော်တွေ့ပြီရှင်တွေ့လို့ရှိရင်အဲ့ notepad ထဲဝင်လိုက်ဟုတ်မှာပေါ့အခုချိန်မျိုးလားဟုတ်ရရရှင်တွေ့ဖောင်းနေတွေ့ font တွေတွေ့ဆိုအမှပါတဲ့ font တွေအကုန်လုံးကဒီ laptop ကနေပြီးတော့ default အနေနဲ့ပါလာကို down စရာလည်းမလိုရှိပြီးသားကိုပိုင်နဲ့font တွေပဲအမှကြည့်လိုက်တွေ့ရမှာအဲ့ font တွေအကုန်လုံးကကိုဘဲချင်းခေါ် style နဲ့ဘဲချင်းဓာတ်ရိုက်ခေါ်အလုပ်ဖြစ်တယ် down စရာမလိုသူက default အနေနဲ့ပါလာပြီးသားဟုတ်တယ်အဲ့ဒါညီမပြောတာကြအဲ့ device မှာမရှိရဲ့ phone တွေကြတော့ဒီdown ရတာလားကျတခြား font နေတာကိုရှိမှမရှိရဲ့ font တွေကကြတော့down တာလည်းရတယ်ဒါမှမဟုတ် U3 တာလည်းရအဲ့ဒါအခုအမပြောပြမလို့ညီမပြောဗာလေတခြားကိုlaptop တွေမှာမရှိရဲ့ font ကိုသုံးမယ်ဆိုရင်ပြောချင်တာမလားဟုတ်ရှင်အဲ့ဒါဆိုရင်ပြောပြဥမာကွာကို laptop မှာမရှိရဲ့ font တွေဆိုဥမာအမအခုပြောပြမှာ Google font တွေပြောပြလိုက်မယ် Google font မှာဆိုရင်ကွာဒီဟာတွေ everyone has a right ဒါမျိုးဆိုရင်ဒါက Tina Anderson တဲ့ font name က Tina Anderson လားမသိပါဘူးဟုတ်လားမသိ font နေဒီလိုမျိုး font နေဆိုရင်ကို laptop မှာကွာမရှိဘူးကွာဒီအောက်တွေလည်းဆွဲလိုက်မခါနော် line တိတ်မကောင်းဒီမှာဒါမျိုးတွေဆိုဒီလိုမျိုးဟာတွေဆိုကို laptop တွေမှာမရှိဘူးပဲသဘောထားပေါ့ကွာတချို့ဟာတွေနဲ့ရှိမှာပေါ့နော်ဒါပေမဲ့အများစုကတော့မရှိတာပေါ့နော်ဒါမျိုး font နေဆိုဒါမျိုး font နေဆိုကို laptop တွေမှာမရှိဘူးပဲထားကွာအဲ့ခါကြာလို့ရှိရင် तू ကCDN link နဲ့သုံးပေးရတယ်အဲ့လို CDN link နဲ့ခေါ်ပြီးတော့သုံးပေးရတယ်ဘာဖြစ်လို့လဲဆိုတော့ CDN link ဆိုတာကိုရှင်းပြမယ်ကွာဒီမှာCDN link ကဒီမှာဒါကအမားတို့ project ကြီးပဲထားလိုက်ပါအမားတို့ project ပေါ့နော်အမားတို့ project မှာကို project သဘောထားပါတော့ကို project မှာကိုယ့်ရဲ့ laptop ထဲမှာမရှိရဲ့ default အနေနဲ့ပါမလာတဲ့ font ကိုကသုံးချင်တယ်သုံးချင်လို့ရှိရင်ဘယ်လိုမျိုးသုံးရမလဲဆို CDN link နဲ့ချိတ်ပြီးတော့သုံးရCDN ဆိုတာဘာမှမဟုတ်သူက link တစ်ခုပဲ CDN ဆိုတာ link တစ်ခုပဲ import လုပ်
ဟာတွေ link ပေါ့နော်ဒီမှာသူကဒါ CDN ဒါ link ပဲထားတယ်ပေါ့အဲ့ဒါကို CDN link လို့ခေါ်တယ်ပေါ့ http ဒါ link ပေါ့နော် dot ဆိုပြီးတော့ဒါ dot ဆိုဒါ link ပေါ့နော်link နဲ့ပြီးလို့ရှိရင်ဒီမှာကကိုလိုချင်တဲ့ font style ကိုလိုချင်တဲ့ font style ပေါ့ကိုလိုချင်တဲ့ font style ကိုလိုချင်တဲ့ font style ကကိုရှိမှမရှိဘူးကွာကိုဗာလဲကိုရဲ့ laptop ထဲမှာမရှိဘူးဒါကို laptop ပေါ့နော်ပုံဆွဲတာအရင်တော့ကို laptop ထဲမှာမရှိဘူးကွာကို laptop ထဲမှာမရှိဘူး तू ကတခြားလူရဲ့website တို့ server တို့မှာရှိတာအဲ့တော့ဒီ project အတွက်ဒီ font ကိုကယူသုံးချင်တယ်လိုချင်တယ်ဆိုလို့ရှိရင်ဒီ project အတွက်ပေါ့နော် तू ကဒီ HTML link ကိုချိတ်လို့ရှိရင်ဒီ HTML တော့ဖြစ်တယ်ဒီ CDN link ကိုချိတ်ပေးရတယ် CDN link ကိုချိတ်လိုက်လို့ရှိရင်ဒီ CDN link ကနေပြီးတော့ဒီတခြားလူရဲ့ server မှာရှိရဲ့အဲ့ဒီကိုသုံးချင်တဲ့ font လေးကိုသွားခေါ်ပြီးသွားပါလေfont လေးကိုသွားခေါ်ပေးရဲ့အခါမှာဒီ link ကနေပြီးဒီလိုမျိုးပြန်ပို့ပြီးတော့ကို project မှာအသုံးပြုလို့ရပါအဲ့ဒါကြောင့်ဒီမှာ CDN link ပေါ့ CDN ဆိုတာဘာမှမဟုတ် link လေးတစ်ခုပဲအဲ့လိုသူကတခြားလူရဲ့ server ပေါ်မှာရှိရဲ့font တို့အဲ့လိုမျိုးသွားခေါ်ပေးရပါတော့အဲ့လိုမျိုးဟိုပါလေအကြားထဲမှာအကူအနေနဲ့ဗာလဲအလုံးလုံးတဲ့ပုံစံမျိုးပေါ့နော်ပြီးလို့ရှိရင်ကိုယ့်ရဲ့project ကိုပို့ပေးလိုက်တယ်အဲ့ဒီသုံးလို့ရအောင်ပေါ့နော်ဒီ font ကိုကသုံးချင်လို့ဒီ CDN link ကိုချိတ်ထားရုံပဲအဲ့ဒါကြောင့်font တစ်ခုလည်းမဟုတ် icon တွေပါကြီးလည်းသုံးလို့ရတယ် icon ဆိုတာသိရမလား icon တွေပါလေအဲ့လိုမျိုးသုံးလို့ရအဲ့ဒါဆိုရင်तू ကတခြားလူရဲ့ server ပေါ်မှာရှိရကို laptop ထဲမှာ default အနေနဲ့ပါမလာတဲ့ font တွေအဲ့ဒါ icon တွေကိုသုံးချင်တယ်ဆိုရင် तू က CDN link နဲ့သုံးပေးရတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာ screen ပြန် share မယ်နော် screen share ထားတာမြင်ရလားမ share ထားဘူးလား screen မ share တာဘူးရှင် မ share ထားဘူးနော်အဲ့မျိုးမြင်ရလားမသိဘူးအခု screen share လိုက်ပြီ မြင်ရရှင် အဲ့လိုဒီမှာ CDN link ချိတ်ဖို့အတွက်ပြောပြမယ်နော်ဒီမှာဒီ font လေးတွေကိုတွားကြည့်မယ်အဲ့ဗာလဲ font လေးတွေကိုလိုချင်တဲ့ font ပေါ့နော်ဥမာဒါလေးဆိုလှရယ်ကွာဒီ font လေးဆိုလှရယ်ဒီ font လေးဆိုလှတော့ဒါလေးကိုလိုချင်တဲ့ font ကိုနှိပ်လိုက်နှိပ်ပြီးလို့ရှိရင်အဲ့မှာ get font ဆိုတာရှိတယ်get font နှိပ်ပေါ့ကွာ get font မှာ download ဆွဲမလားဒါမှမဟုတ် embedded code နဲ့ထည့်မလားဆိုတာနှစ်ခုရှိရယ်နော်အရင်ဆုံးသူကဒီမှာ download ဒါလေးနဲ့ download ဆွဲရပါdownload ဆွဲလိုက်လို့ရှိရင်သူကဒီမှာရောက်တော့အဲ့ download မဆွဲပဲနဲ့ download မဆွဲချင်ဘူးဒီတိုင်းခုနကနေ server ကနေ align တင်ယူသုံးချင်တယ်ဆိုရင်တော့ embedded code လေးနဲ့ပဲသုံးရတာအဲ့ဒါကိုပြောပြမယ်နော်အဲ့ဒါဆိုရင်သူက CDN link ဆိုတာချိန်ပေးရတယ်အဲ့တော့ CDN link ချိန်ဖို့ဆိုလို့ရှိရင်CDN link ချိန်ဖို့ဆိုရင် font option ဆိုတာကိုတွားပြရတယ်ဒီမှာ font option font optionပြီးလို့ရှိရင် font option ကအဲ့ပါမ icon တို့ဘာလို့ရှိတယ်ပဲ CDN link ကမဟုတ်ဘူး font option မဟုတ်ဘူး sorry CDN GS CDN link cdngs.com
cdngs.com ကိုသွားတာ sorry မှားပြောတာ cdngs.com cdngs.com လိုင်းကတော်တော်မကောင်း VPN ချိတ်ရမှာတင်တယ် VPN ကလေချိတ်လိုက်ဖြုတ်လိုက်အဲ့လိုမျိုးပဲခဏခဏဖြစ်နေခါတော့ VPN ချိတ်တော့ဟုတ်တယ် CDN link သွားယူဖို့ဒီ cdngs.com ဆိုရယ်page ကိုသွားရတယ်ပေါ့နော်ရရတာမဒီမှာ VPN ချိတ်မှာသူကဒီမှာဝင်သွားရတယ်လား VPN ဒီ cdngs.com ကိုသွားခြင်းလို့ရှိရင် VPN ကချိတ်ကိုချိတ်ပြဒီ VPN တော့မှကောက်ကောက်အလုပ်မလုပ်ပြီးတော့ဘာမှတိတ်မပေါ်ဘူးလားဒီမှာအခုမှပေါ်လိုက်ဒါကိုသွားရင် VPN ချိတ်ပြအဲ့တော့မ found awesome မ found awesome ဆိုတာကိုနှိပ်ပြရတယ်နှိပ်ပြီးလို့ရှိရင်ဒီမှာ copy link ထက်သူက tag တစ်ခုလုံးနဲ့copy လုပ်မလားဆိုတော့ပါတယ်အဲ့တော့ပထမဆုံး CDN link ချိတ်ချင်တယ်ဆိုလို့ရှိရင် cdngs.com ကိုသွားပြီးလို့ရှိရင် found option လို့ရှာပြီးလို့ရှိရင်ဒီမှာ found option ဆိုတာပေါ်လာလိမ့်မယ်အဲ့ခါကျရင်သူ့ link ကို copy လုပ်ပြီးလို့ရှိရင်copy လုပ်ပြီးလို့ရှိရင်ထည့်ပေါ့နော်ဒီ hat ထဲမှာထည့်ပေါ့သူ့ link ကိုဒီမှာ link ချိတ်လိုက်ပြီသူ့ရဲ့ဟိုဟာနဲ့ link ချိတ်လိုက်ပြီချိတ်လိုက်ပြီဆိုတော့ဒီမှာGoogle Form မှာသွားမယ် Google Form မှာသွားပြီးလို့ရှိရင်ဒီမှာဒီဟာကို get form လုပ်မယ် get form လုပ်ပြီးလို့ရှိရင် तू ကဒီမှာ get embedded code တဲ့ तू ကကုတ်နဲ့ထည့်မလားလို့ပြောချင်တာဒီမှာlink နဲ့ import နဲ့နှစ်ခုရှိရယ်အဲ့ဒါကို import လုပ်မယ် importဒီမှာ import လုပ်လိုက်ပြီဆိုတော့အဲ့မှာ copy ဒီကနေလည်း copy လုပ်လို့ရ copy code ပေါ့နော် import လုပ်လိုက်ပြီဆိုတော့ဒီ code ကိုဒီ code ကိုတော့ဖြစ်ဒီ font ကိုအသုံးပြုလို့ရပြီပေါ့နော်သူကဒီမှာရှိရ web လား android လား iOS လား flutter လားဆိုပြီးရှိရကိုက android ကနေသုံးနေရဆိုရင်ဒီကနေပြီးယူရမယ်ပေါ့နော်အခုကကြာ web laptop ကနေသုံးနေရဆိုဒီ web ကနေပြီး import လုပ်ရတယ်ပေါ့နော်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီမှာကိုသုံးလို့ရတဲ့ဟာရှိရယ်ဒီမှာ font family ဒါတွေသုံးလို့ရပြီတဲ့ဒီ Google Font မှာပါတဲ့ဟာတွေကိုဒီဟာ import လုပ်လိုက်တာ ਨੇ ဒီက Google Font ကဟာတွေအကုန်လုံးကို laptop မှာမရှိလဲသုံးလို့ရတယ်ပြောနေတာအဲ့တော့ဒါကိုဒါက font လေးဆိုတော့ copy ကူးလိုက်မယ်တော့အလုပ်လုပ်ပြီလားတွားကြည့်အောင် font family မှာတွားထည့်မယ်ပေါ့နော်ခုနက font DTT link reader တွေခဏပိတ်ထားအောင်အဲ့ဒါမဖြစ်သေးဘူးဆိုတော့ဒီမှာဒါအလုပ်လုပ်ပြီလားတွားကြည့်အောင်အဲ့ဒီ font ပြောင်းသွားပြီလားတွားကြည့်မယ် CSS font ခုနကဘယ်မှာ run ခဲ့အောင်ဒီမှာပဲ run လိုက်တော့copy back this is Parker Dreaded မပြောင်းသွားဒီ font မပြောင်းသွားနော်ကြည့်အောင်ဆိုတော့ Android ဆို copy code to style နဲ့wait 1 value
ဆိုလို့ရှိရင်အော်ဒီမှာဒါတွေကိုအော်ဒီမှာဒီကနေပြီးတော့ပြောင်းတာခဏနော် spin what ဒီ OS တော့ဗာလဲဒီ design တွေကအမနောက်ဆုံးသုံးခဲ့တော့က design တွေမတူတော့ဘူးဆိုတော့ download ဒီကနေဆွဲချင်တယ်ဆိုတော့သူက zip နဲ့ဖြစ်သွားတာဆိုခဏနော်နောက်က download font ကိုသွားမယ် everyone ဒီမှာ view selected ဟိုဟာဆိုတော့ဒီမှာဒါကို select လုပ်ခဲ့ပဲပေါ့ hand possibility ပဲဆိုတော့ return to go open with this ဒီမှာမရတော့တာဟဲ့မရတော့တာဆိုတော့ဘယ်လိုလုပ်ကမလဲဒီ font ကမရတော့ဘူးဆိုတော့တခြား font တွေသွားကြည့်အောင်ဒီ font ကမရတော့ဘူးဆိုတချို့ font တွေဆိုရင်လေဟိုက pro version တည်ရမလားပတ်စံပေးမှရတာလို့ပါလို့အဲ့လိုမျိုးရှိရကွာဟာနေအဲ့ဆိုဒီ font ကိုသွားကြည့်အောင်ဒီ font ကိုသွားကြည့်အောင်ဆိုတော့selected language ပေါ့နော် style get font ကိုနှိပ်လို့ရှိရင်ဒီအောင်နှိပ် view selected font ဆိုတော့ဒီမှာဆိုတော့ဒါကိုသွားကြည့်အောင်မရတော့တာတော့ပါလားမသိဘူး get font download ခိုင်းတော့ तू ကဘလို့ဖြစ်သွားမသိဒါလေးကမဟုတ်ဘူးဒါမဟုတ် embedded code ဆိုတော့အဲ့ဒီ font နေရာလေဒီအမရွေးလိုက်တဲ့ font နေရာသူကမရတော့တာချင်းခုနကအဲ့ဆိုဒီအောက်ကဟာပဲသုံးအောင်ဒီအောက်ကဟာဒီမှာဒီမှာ sorry ခုနအမရွေးလိုက်တာပထမအဦးဆုံးရွေးလိုက်တာဟုတ်တယ်ETU ဒီမှာETU VIC WAN ဆိုတာဒါအမရွေးလိုက်တဲ့ဟာအမရွေးလိုက်တဲ့ဟာကို तू ကဒီမှာပေါ်ပေးရဒီမှာဒီလိုမျိုးပေါ်ပေးရပေါက် family ဆိုပြီးတော့ဒီလို precursor ဆိုပြီးတော့ပေါ်ပေးအဲ့ဒီတော့ဒါကို copy ကူးလိုက်မယ်ပေါ့နော်ဒါကို copy ကူးလိုက်ရုံပဲပေါက် family ဆိုတော့ပြောင်းမလားသွားကြည့်ဒါကို copy သွားကူးမယ်အဲ့ဆိုတော့သွားကြည့်အောင်ပေါက် family မှာမပြောင်းဟာဘာဖြစ်တာလဲမသိ ETU ပတ်စီဆိုတော့ပေါက် familyဆိုတော့ခါနေဒီလို tag နဲ့မရေးဘူးကွာနည်းနည်းတော့ရှုပ်သွားမှာပေါ့အဲ့ဆိုရင်ဒီဟာကို p-tag နဲ့ပဲခေါ်မယ် p-tag နဲ့ပဲခေါ်မယ်ဆိုတော့ p-tag နဲ့ခေါ်ပြီးလို့ရှိရင်ဒီလိုမျိုးရေးလိုက်မယ်ဒီလိုမျိုးရေးလိုက်ရင်ပို့ပြီးတော့အဆင်ပြေတော့အဲ့လိုဆိုရင်အလုပ်လုပ်မှာမသိဘူးတော့ကြည့်စီအောင်ဒီမှာဒီလိုဆိုရင်အလုပ်လုပ်သွားပြီတွေ့လားfont ပုံစံပြောင်းသွားပြီ तू ကနည်းနည်းတော့ရှုပ်တယ်ကွာမပြန်ပြောပြမယ်အရင်ဆုံးဒီ font ကိုကိုယ့်ရဲ့ laptop ထဲမှာမရှိတဲ့ font ကိုယူသုံးဖို့ဆိုရင်ဥပမာ Google font ကိုကိုကယူသုံးကျင်တယ်ထားယူသုံးကျင်လို့ရှိရင်ပထမဆုံး Google font ကိုသွားရတယ်ပေါ့နော်Google font ကိုယူသုံးကျင်တဲ့ font ကိုသွားပေါ့
သွားပြီးလို့ရှင်ဒီမှာ ETU BC ဒီမှာအဲ့ဒီကိုသွားပြီးလို့ရှင်ဟို get found ဆိုတာနှိပ်ပေါ့ get found ဆိုတာနှိပ်ပြီးလို့ရှင်ဒီ file ကိုခုနအမယူနေတယ်မှာ ETU VIC ဆိုတဲ့ file ကိုအမလိုချင်တာနော်အဲ့တော့ဒီမှာဒါကိုget embedded code ဆိုပြီးတော့ဗလဲတွားကြည့်လိုက်တွားလို့ရှင်ဒီမှာ link နဲ့ import ဆိုပြီးတော့နှစ်ခုရှိတယ်အမကကြတော့ဒီမှာ import ကိုပဲသုံးတယ်ဘာဖြစ်လို့လဲဆိုတော့ link ကြတော့ तू ကဒီမှာ link real pre-connect ဆိုပြီးတော့ link က3ချောင်းဖြစ်နေတော့ဒီမှာအရှည်လဲအရှည်ကြီးဆိုတော့ तू ရှုပ်သွားမှာဆိုလို့ link ကိုမသုံးတာကွာဒီ link နဲ့ချိန်လဲရတယ်ဒါပေမဲ့ဒီ import ကကြတော့တစ်ချောင်းနဲ့ပြီးသွားပြီတစ်ချောင်းနဲ့ပြီးသွားပြီဆိုတော့ဒီ import ကိုပဲအသုံးပြုလိုက်တာအဲဒါဆိုရင်ဒီ import ကို copy code လုပ်ပြီးလို့ရှိရင်head ထဲမှာရေးပြီးလို့ရှိရင်ဒီမှာအမရွေးချယ်ခဲ့ဒီမှာ ETU VIC WANT hand recursive ဆိုတာအဲ့ဒီ file ကဒီအောက်မှာပေါ်ပြီးဒီ file family မှာပေါ်ပြီးအဲ့ဒါကို copy ကူးပြီးလို့ရှိရင်ကိုရေးထားရမှာ p တက်နဲ့ခေါ်ပြီးလို့ရှိရင်အဲ့ဒီ copy ကူးထားရတဲ့ဟာကိုလုပ်လိုက်အဲ့ဒါဆိုလို့ရှိရင်ကိုလိုချင်တဲ့ file ကိုရသွားလိမ့်မယ်အခုအမတွေ့လားပါပဲ ETU အမselect လုပ်ထားတဲ့ file ကိုတွေ့သွားပြီအဲ့တော့ဒါနည်းနည်းတော့ရှုပ်တယ်ကွာဒါစာပိုင်းမို့လို့နောက်ကြရင်ပို့ပြီးတော့ညီမလေ့ကျင့်လို့ရှိရင်တော့ပို့ပြီးတော့အကျွမ်းတဝင်ဖြစ်သွားမှာပေါ့နော် Google Form ကြီးပါရဲ့သူအရင်မခတ်ဘူးကွာအခုနအမပြောခဲ့တဲ့ဒီဟာပေါ့ဒါ font awesome တို့ဘာလို့ခဏမေ့ထားလိုက်အရင်ဆုံးfont ပဲပြောပြမယ်font awesome တို့ဘာလို့ကြာ icon တွေဘာတွေအတွက်သုံးတာအရင်ဆုံး font အတွက်ပဲသုံးမယ်ကိုလိုချင်တဲ့ font ကိုGoogle ကနေပြီးတော့ Google font ပေါ့နော်ကို laptop တွေမှာမရှိတဲ့ font ကိုသုံးချင်တယ်ဆိုလို့ရှိရင်ဥမာဒါလေးသုံးချင်တယ်ပေါ့ဒါလေးသုံးချင်တယ်ဆိုရင်ဒါလေးကိုနှိပ်လိုက်ဒါလေးသုံးချင်တယ်ဆိုပြီးလို့ရှိရင်အဲ့ဒီထဲရောက်သွားပြီနော်အဲ့ဒီထဲရောက်သွားပြီးလို့ရှိရင် get font ကိုနှိပ်ပြီးလို့ရှိရင်ဒီမှာ get embedded code ကိုနှိပ်ပြီးလို့ရှိရင်ဒီမှာ import လုပ်မယ် import လုပ်ပြီးလို့ရှိရင်ဒီမှာအဲ့ဒီ font ရဲ့နာမည်ပေါ့နော်အဲ့ဒီ font ရဲ့နာမည်က EG ကိုပဲအဲ့မှာဆိုလို့ရှိရင်ဒီမှာ font family အောက်မှာကိုရွေးထားတဲ့ font ရဲ့ဒီမှာနာမည်ကိုသူကရေးပေးလိုက်မယ်အဲ့ဒါကို copy လုပ်ပြီးတော့ထည့်ရုံပဲနားလည်လားမသိနားလည်းပါရှင်နားလည်နည်းတော့ရှုပ်မယ်နားလည်းရှင်နည်းနည်းတော့ရှုပ်တယ်အဲ့ဒါလေညီမfont တွေကိုလေ Google font ကနေတွားပြီးတော့ထည့်ကြည့်သလားအရင်ဆုံးအမပြောတယ် font awesome တို့ဘာလို့ခဏထားလိုက်အဲ့ဒါ icon အတွက်ကနောက်လေးကြာရင်ပြောပါအခုပြောလိုက်လို့ရှိရင်ရှုပ်သွားမှာနှစ်ခုရောပြီးတော့ font အတွက်ဆိုလို့ရှိရင် Google font Google font ကကြတော့ तू ကGoogle ကနေပြီးတော့ font style မျိုးအလကားပေးထားကွာအဲ့တော့အဲ့ဒီကသွားရှာပြီးတော့ကိုကြိုက်တဲ့ font ကိုရွေးပြီးလို့ရှိရင် get font ဆိုတာနှိပ်လို့ရှိရင် तू ကimport လုပ်မလား link ရွေးမလားဆိုတော့ပေါ်လိမ့်မယ်အဲ့ခါကျရင် link လည်းရွေးလို့ရပါတယ်ဒါပေမဲ့ link ကကြာဒီမှာတွေ့လား3ချောင်းဆိုတော့အရှည်ကြီးဖြစ်နေအဲ့ဒါအမားတို့က import ပဲရွေးတယ် import ရွေးပြီးလို့ရှိရင် तू ကအဲ့အောက်မှာကိုရွေးပေးထားတယ်ကိုရွေးထားတဲ့ဗာလဲ font ရဲ့ဒီမှာ font family တို့ဘာအဲ့လိုမျိုးဖြစ်လာရှိလိမ့်မယ်အဲ့ဒါကို copy ကူးပြီးတော့ကိုကြိုက်တဲ့ဘာလဲ tag name ကိုခေါ်ပြီးတော့ထည့်လိုက်ရုံပဲအဲ့ဒါညီမအခုပိတ်ရက်မှာပေါ့နော်ပိတ်ရက်မှာအဲ့ဒါလေးလေ့ကျင့်ထားကြည့်ပြီလားဟုတ်ရှင်โอเคနော်အဲ့ဆိုလို့ရှိရင်ဒီ font ဗာလဲနားလည်မလားမသိဘူးညီမနားဗာလဲဘယ်လိုပြောမလဲအရန်ရှုံနေလားအမပြောတာမရှုပ်ရှင်ရတယ်မရှုပ်ရနော်အခုအစပိုင်းတော့နည်းနည်းတော့ဘယ်လိုပြောမလဲနည်းနည်းတော့ရှုပ်မယ်တိတ်နာမလဲတော့ရှင်ဒါပေမဲ့အမပြောသလိုမျိုးဒါကိုလေ့ကျင့်ကြည့်ပေါ့နော်ဒီ font design လေးတွေပါလေးထည့်တာကိုlaptop မှာမပါတဲ့ font design အခုဆိုရင်အမခုနဒီလိုမျိုးထည့်လိုက်တော့မှတွေ့လားအမ ETU ဆိုရဲဒီမှာ font style လေးအတိုင်းဖြစ်သွားပြီကွာအဲ့လိုမျိုး font လေးထည့်ကြည့်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့လို font လေးထည့်ကြည့်လို့ရှိရင်နောက်ကျရင်အဲ့လိုအကျွမ်းတဝင်ဖြစ်သွားမှာပေါ့နော်အဲ့ကြောင့်အခုကတော့ဆက်စတီးခြင်းဆိုတော့အကျွမ်းတဝင်မဖြစ်လို့ဒီမှာ F font နေမဟုတ်ဒီမှာဒီလို font နေရကျင်နေဆိုလဲသုံးလို့ရတယ်ပေါ့နော်ကိုကြိုက်တဲ့ font ရွေးပေါ့ကွာဒါကြီးကြတော့ Google font ကနေသွားပြီးတော့ရွေးလို့ရတယ်ပေါ့နော်အဲ့ဒါပါပဲအဲ့ဆိုညီမပိတ်ရက်တွေမှာအဲ့ဒါလေးလေ့ကျင့်ကြည့်ပေါ့နော်အမဒီနေ့ကိုဒီမှာပဲရက်ထားမယ်အဆင်ပြေမလား
9နာရီ ဟုတ် 44 ပြီရဲ့ရှင် ရတယ်နော်ရပါတယ်နော်အဲ့ဆိုရင်ဟိုပါလေ ဟုတ် attendance code ကိုဟိုဟာ CDN 3နှစ် attendance code က CDN 3နှစ် စီစီဒီလားတီလားရှင် D ဟုတ် CD စီ ပြီးလို့ရှိရင် ဒီ N ဟုတ်ရှင် N ပြီးလို့ရှိရင်ဟိုဟာ32 ဟုတ်ရှင် အာ အသေးလားအကြီးလားရှင် ဟိုဟာဘာလို့လဲအော်ဟိုဟာ စီဒီ CN က ကြီး တာ လားရှင် အကုန်လုံးအကြီးနဲ့ပဲရေးလိုက်နော်ဒီမှာ ဟုတ်ရှင် အဲ့ဒါဆိုရင်ဒီနေ့ကဟိုဟာ CDN 32အဲ့ဒါပဲအခုဒီနေ့ဟို recording ကဟိုဟာလောက်ပဲတွင်းလိုက်ရတယ်ဒီနေ့အမနောက်ဆုံးပိုင်းလေးပဲတွင်းလိုက်ရတယ်ဟိုအရှိရဟာတွေကတော့မတွင်းလိုက်ရဒါပေမဲ့အရှိရဟာတွေကကြတော့အမဟိုပြန်နှွေးပေးတဲ့သဘောမျိုးနဲ့ပဲပြောလိုက်တာဆိုတော့အဆင်ပြေပါတယ်ဒီအနောက်ပိုင်းတွေပဲဟို font design ဟိုဟာဆွဲတာတို့ဘာလို့ကညီမမသိသေးဘူးတော့လေအဲ့တော့ဟိုဒါတွေတော့ recording သွင်းမိထားတယ်ဆိုတော့အဆင်ပြေရပေါ့နော်ဟုတ်အဲ့ recording ကလည်းဟိုအမတင်တော့တင်ပေးမယ်ဒုတိယတစ်ခုကိုလည်းတင်တာဒီ laptop ကနေတင်လို့မရဘူးပထမဆုံးတစ်ခုကကြတော့အမဒီ laptop ကဟာကို Telegram ကိုပို့တယ်အဲ့ Telegram ကနေပြီးတော့ဖုန်းကနေပြန်ယူပြီးဖုန်းကနေတင်လို့ရတာပေါ့နော် laptop ကနေကြာတင်လို့မရဘူးဘာဖြစ်နေရလဲမသိဘူးเนาะအမအဲ့ဒါတစ်ခုခုတော့လုံးကြည့်အောင်မယ်အဲ့ဒါ laptop ကနေတင်လို့မရလဲဖုန်းထဲကိုပဲပြန်ကူးပြီးတော့တင်ပေးမယ်ပေါ့နော်တင်တော့တင်ပေးမယ်ပေါ့နော်ဒီ recording ဒီဒုတိယရက်ကဲဒီတတိယရက်ကဲဒီနေ့ရက်ကဲပေါ့နော်တင်ပေးမယ်ပေါ့နော်အဲ့ဒါလေးပြန်ကြည့်ပြီးဒီနေ့font design ပြောင်းတဲ့ဟာလေးဆွဲတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးလေ့ကျင့်ကြည့်ပေါ့နော်ခုနဟိုညီမပြောကို laptop ထဲမှာမပါတဲ့ font ကိုဘယ်လိုပြောမလဲ download ဆွဲပြီးတော့ထည့်ရမှာဆို download ဆွဲလဲအမားတော့မဆွဲဘူးပေါ့နော် download ဆွဲလဲ तू ကဘယ်လိုပြောမလဲ zip file နဲ့ဟို file အပိတ်ကြီးနဲ့အဲ့လိုအများကြီးလာတာကွာသိရမလားဟိုပို့ပြီးတော့ဟို ဟုတ်ရှင်နည်းနည်းရှုပ်ရရှင်လောက်ကြ ဟုတ်တယ်ရှုပ်တယ်အဲ့လို import ဘာပဲပါရှင် file တွေပါပြန်ပြီးတော့ထုတ်ပါ ဟုတ်တယ်အဲ့လို နည်း မျိုး နည်းရှုပ် အမားတော့အဲ့လို font အသစ်တွေပါတယ် download မလုပ်ဘူးပေါ့နော်အဲ့လိုမျိုးဟို link နဲ့ import လုပ်ပြီးတော့ပဲအဲ့လိုချိတ်ပြီးတော့သုံးဘူးတာပေါ့နော်အဲဆိုတော့အဲ့အခုဒီနေ့ import လုပ်ပြီးတော့ဟို link လေးချိတ်ပြီးတော့ပေါ့နော်အဲ့လိုမျိုး font style ပြောင်းကြည့်ပေါ့နော်အခုပိတ်ရက်တွေမှာအဲ့ဒါဒီလေ့ကျင့်ကြည့်ပေါ့နော်အဲ့ဒါဆိုတော့အဆင်ပြေသွားလိမ့်မယ်ထင်ပါတယ်အမအဲ့ဆိုရင်ဒါလေးပဲလုပ်ကြည့်ပေါ့နော်အခုအဲ့တော့အရန်ဟို CSS ဆိုဘာလို့ကညီမတို့တည်ပြီးသားဆိုပေမဲ့ဟိုအရန်မြင့်မြတ်ကြီးသွားလာရင်လည်းဘယ်လိုပြောမလဲတချို့ဟာတွေလွတ်ကြံခဲ့မှလည်းကြောက်တယ်ပေါ့နော်အာအရန်အမြန်ကြီးလည်းသွားကြတော့မလိုပါဘူးအဲ့ဒါကြောင့်ဒီလိုမျိုးအများကြီးမဟုတ်ပုံမှန်လေးပေါ့နော်ပုံမှန်လေးသွားမယ်ပေါ့နော်ဂျားလေးကHTML နဲ့ CSS project ကလည်း तू ကအရန်အကြီးရောမဟုတ်ပါဘူးဒီတိုင်းဟိုကိုနားလေတဲ့လောက်ကိုတင်ခဲ့တာကိုဘယ်လောက်ထိနားလဲအဲ့လို sensitive တဲ့သဘောမျိုးလေးနဲ့ပဲရေးမှာပေါ့နော် project idea လေးအဲ့လိုမျိုးပေါ့နော်အဲ့ဒါကအရန်ဟိုအရန်ကြီးကြီးမားမားတော့လုပ်ဆရာမလို့နောက်ဆုံးHTML CSS JavaScript bootstrap တင်ပြီးမှာပေါ့နော်အဲ့ဒါမှသူက project ကြီးကြီးမှလုပ်တာကောင်းတယ်ပေါ့နော်ဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်ပါပဲနွေးနွေးထွေးထွေးနေအောင်ပေါ့နော်အမတော်မှဟိုတနေ့ကဖျားနေအတန်ကလည်းအခုထိဟိုဝင်းနေအောင်ပဲအခုကနည်းနည်းတက်တာပါဟိုးနေရလို့တော်တော်ကြီးကိုအဆင်မပြေတာကိုဗစ်လည်းပြန်ဖြစ်နေကြတယ်အားကြောင့်ဟုတ်တယ်ရှင်မိုးရရွာနေစတိုက်ဟုတ်တယ်မိုးလဲရွာနေရဟုတ်တယ်အမဆိုရင်ဟိုကကြောင်းပြန်တက်ကပြီဆိုတော့လေမနဲ့ဆိုလဲအစောကြီးထားဟိုပြန်ရောက်ရင်လဲဟိုလူကပင်မန်းဆိုတော့တခါလေးကြာလို့နေမကောင်းဖြစ်သွားပေါ့ဟိုနေ့ကကြာကြောင်းဆက်ဆက်တက်ချင်းဆိုအဲ့လိုမျိုးဖြစ်သွားအဲ့ဒါပါလေโอเคအဲ့ဆိုရင်ဒီနေ့အတန်းကိုဒီမှာပဲနားလိုက်မယ်နော် good night ပါဟုတ်ရှင် good night ပါရှင်